ရေကြော်ကြီးတရားဒီလိုပဲပို့ရပါခင်ဗျာမိုးရွာတယ်ကွအဲ့လိုလို့ဆိုရင်တော်ဆိုးတဲ့မိုးတွေမိုးမင်းကြီးဟိုတရင်ပြီးတဲ့တချီပြအောင်အဲ့လိုရွာတယ်မကြမ်းတရားမင်းများအသေးကွဲလားမသိဘူးမိုးကလက်ကုပ်ရွာတာတနိုင်ကလုံးကြီးကြီးတော့တော်ဆိုးတဲ့မိုးတွေနော်ခုတော့မှအသေးကွဲဝင်ချတာမကွဲအားနေဘူးပါကဲဒီကြော်ကြီးပေါ်ပါတယ်ဖတ်နေကြမှာဆက်ရမလားကဲဒါတို့စပိုက်တပုံမဲ့အိမ်ပေါ့နော်ကဲရွာတလေးဒီကြော်ကြီးဖုံးကြောင်းနားမှာပေါ့နော်အရန်ကိုလာပါတယ်ခင်ဗျာစုခင်းလေးသူမိုးအရန်ရွာဂျာမင်းလည်းအသေးကွင်းပြီးတတ်တော့မိုးတယ်နော်ဘောလုံးကလာကြလက်ကုတ်ရွာတော့ဆိုးတယ်ဟယ်လိုအားလုံးမင်္ဂလာခင်ဗျာအခုဒီကြော်ကြီးစတင်ကြောင်းအနောက်ပေါက်ပါပေါ့နော်ကျွန်တော်လာပို့ပါခင်ဗျာပန်းစီနဲ့စီးရဲ့ကိတ်မို့ရပေါ့နော်မိုးရလိုက်ကျန်းရွာဂျာမင်းရတယ်အသေးကွင်းပြီးတတ်တော့ကိုယ်ကွဲဦးချင်တော့လာဟိုမှာအမေစောင့်နေပေါ့နော်ဆက်သွားမယ်ခင်ဗျာအခု supply အိမ်ရောက်ရှိပါခင်ဗျာနာမည်ပါလို့ခေါ်မယ်နော်နားခင်စိုးပိုင်ဘူးလေဟုတ်လားစိုးပိုင်တော့ဟုတ်တယ်ဟုတ်တယ်မဆလာတယ်ဒီမှာအတီတော့လားဘယ်လိုပို့ရခင်လဲမသိဘူးဒီသားစီလားတက်စီလားဟာအခုဘယ်တော့ရလဲကြားတာဒီဘယ်တော့ရလဲတော့အဲ့ဒါကအဲ့လေတော့ကြာပို့ပြီလားဘယ်လိုပို့ပြီလဲပေါ့ပြောပြဦးခမကြီးတော့ကြာလာကို့ချစ်လို့ဘယ်လိုရှိလဲပေါ့ဒါဒီမှာပဲဒီလိုလေဘာဒီမှာကပ်လို့လေဘာကဲအမေတော့ကောင်းဟောအမေတော့လည်းပါလားအမေကယောက်ျားရှိလားဘယ်တော့လဲအဲ့ဒါတော့ပြောတော့မင်းဟုတ်တယ်ကြာပြီလားကြာပြီပေါ့ဩအေးဟုတ်ပြီမာโอเคအခုလာပို့လာတော့ surprise ကဘူးလဲဆိုတော့ညီမဟုတ်အဲ့ဒါကရောက်ညီမအမေတော့ဆိုင်နဲ့ညီမဘာလဲအမနာကေဆိုပိုင်ဘာပါလားကေတလို့ပန်းစီကစီကဲမို့ဘောရယောမအခုလို့ရမယ်လို့ထင်ရလားအမတို့ပေတော့ဒါကိုမရဘူးလားအရင်တော့ရဘူးလားရဘူးတဲ့ခါမှာမရောက်ဘူးလားတက်ကတမီးပဲလောက်ပြီလားအခုမှညီမကတော့ကျွန်တော်အဲ့ဒါတဲ့ဟိုဘာလဲ6တောက်မှနေတယ်လေကျွန်တော်အနေတော့မသူလိုက်မှသူတော့ဒီဆိုဒီအပုတ်ပြပါတဲ့အဲ့ဒါအမမွေးနေ့လုံလိုက်တော့ဒါပေမဲ့အခုဘယ်လိုပြောမှာကွယ်အခုပျော်စင်ရအောင်ပေါ့နော်မွေးနေ့လုံမရှိပေါ့နော်အမဟိုလည်းသူကျေးဇူးတစ်ဖန်ဆက်လက်နေတဲ့အမေကသူဝါတော့မှာကတော့တယ်အမဟိုလည်းသူကျေးဇူးဆက်တယ်ပေါ့နော်သူကကိတ်တလုံးရဲ့ပန်းစီစီးရပေါ့နော်အဝေးရောက်နေတဲ့ညီမလေးနော်တမီးရောညီမလေးရောနော်အဲ့ဒါအမနဲ့အမေတော့ပေါ့နော်မွေးနေ့မှာအမတော့သူမှာပြီးတယ်ပေါ့နော်မွေးနေ့မှာအများကြီးပျော်စင်ပါစေလို့တဲ့မောင်နှမတွေစီလုံးသမင်းဝိုင်းပြန်နေချင်တော့တယ်တဲ့ဒါပေမဲ့ဒီကညီမအမြဲတမ်းစိတ်ကိုပေးပြီးပေါ့နော်ချစ်တယ်လို့ပြောချင်ပါတယ်တဲ့ပြီးတော့သူရုပ်ကန်တိုင်းဒီတော့သူရုပ်ကန်နေရတဲ့နေ့တွေကိုလည်းပေါ့နော်ကိုရပါတယ်တဲ့ချစ်ရပါတော့အမေနဲ့အမတဲ့အဲ့ဒါဒီနေ့မှစီးရတိုင်းငိုလည်းငိုချလိုက်ဒီလိုမျိုးရဆိုတော့ဘယ်လိုမှကွာဒီနေ့မှစီးရတိုင်းကိုပြောလိုက်အောင်အမေတို့အဲ့တော့ပြီးရောအမေဘက်ကရင်ပြောလိုက်အမေရဲ့သူကျဲတော့နောက်ပြီးလည်းတာမချတာပါစေဒီကပကအောင်မြင်နိုင်ပါစေဒီကောင်းတယ်ဒီကောင်းနဲ့ရပါစေဒါရရင်ပါလုံးပါလေမရမလုံးလည်းသူမှာပေါ့တာပေါ့ဟောဒီမှာတော့ဖုန်းကြောင်းနော်ခြေထုတ်ပါဘူးနော်ခြေထုတ်ပါတော့โอเคအမအောင်ပြောလိုက်ဒီနေ့မှစီးတိုင်းပြောပြောတာတယောက်မပြောပါဘူးပြောမကလည်းဖတ်သူဘာလို့ချစ်တယ်လို့စစ်တယ်လို့အမေမဲစိတ်ကူတယ်ဒီမလေးထိုင်သွားကြပြီတော့ဘယ်နှစ်ယောက်စီဆယ်မိနစ်တော့ပြတ်လာတယ်မနေ့ကပြန်လာမနေ့ကပြန်လာတယ်ဟုတ်ကဲ့ဆိုမနေ့ကတော့ဒီမလေးပြောချင်တဲ့စိတ်စကားအတိုင်းပေါ့နော်တူပြန်နေရပြီးတော့မိသားစုစုံနေလဲမနော်ပြောစင်နေပြင်ပါလေတိုင်းတစ်ပိုင်းမှာသူများနိုင်ကမှာဘယ်လိုမဆိုလဲပေါ့နော်အခက်ခဲမှုတများပေါ့နော်
ဒီကမှာကြော်လာနိုင်ပါစေပေါ့နော်အမလူချင်းတဲ့ဆန္ဒပြည့်စုံပါစေလူချင်းတဲ့ပန်းနိုင်ရောက်ပါစေတို့စီရတဲ့မိသားစုနဲ့တတိုင်းဝင်နေရပါစေလို့ကျွန်တော်ဆုတောင်းပါတယ်လူချင်းတဲ့ဆန္ဒတလုံးတစ်ခဲအမြဲဆုံးပြည့်ရပါစေအခုကျွန်တော်တို့ကိတ်မခွဲပါတော့မနော်โอเคဒါကိတ်မခွဲအစီအစဉ်လောက်လာမယ် ငါလည်းမရတော့သူငါလည်း ဝေးမွေးကော အနေကစားမဟုတ်တော့စီ ကဲမွေးနေတူဆုတောင်းနေလားတော့ဒီနော် Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you အခုကြည့်တယ်ဝေးနေစဉ်ချမ်းပါပါစေချမ်းသာပါစေနေ့စဉ်နေ့တိုင်းလူတန်းနိုင်ပါစေဝေးနေစဉ်ချမ်းဘာလို့ချမ်းပါပါစေချမ်းသာပါစေနေ့စဉ်နေ့တိုင်းလူတန်းနိုင်ပါစေဝေးနေစဉ်ပါပါစေချမ်းသာပါစေနေ့စဉ်နေ့တိုင်းလူတန်းနိုင်ပါစေဒီလူတွေနဲ့မမနဲ့ပေါ့နော်ထိုင်တဲ့ကရောက်ရှိနေတဲ့အမဟောညီမလေးအမပေါ့နော်ဒီခုဘယ်လိုပြောမလဲမိသားစုတစ်တိုင်းဝင်နဲ့လူချင်းနဲ့ပန်းနိုင်ပေါ့နော်အမြတ်တော့ရောက်ရှိနေပါစေလို့ကျွန်တော်ဆုတောင်းကောင်းပါတယ်အမဒီနေ့မှာအမကြီးနဲ့မှစိတဲ့တိုင်းဆုတောင်းတော့မဟုတ်လား အမေပဲအမေမင်း ဒီနေ့လား အမေကလည်း အေးဟုတ်အမေမလားအေးအမေဦးစားပေးတဲ့သမီးလေးအေးကြီးပါပါတော့ မဆိုပိုင်မဝေဒနေဝင်နေရတဲ့တမချမ်းသာကြပါစေစမ်းတက် သမီးလေး ဒီနေ့တော့လား ဒီစမ်းတက်တနာဆန္ဒမြောက်ပါစေရလူကပါကင်းပါစေအနာရော96ပါကင်းပါစေလာမဲ့ပြည်ဝေးတိုင်ကြတဲ့နာမည်နဲ့ဖြစ်ခင်ကြပါစေကတိသုံးပါးနဲ့ကျော်လွှမ်းနိုင်ကြပါစေဒီကင်းရကင်းပါစေမောရမယ် ဟုတ်ဝေးအမေပါအဲ့ဒါအခုတော့ပဲသမီးအငယ်ဆုံးလား တမီးဆုံးရတော့ ဘယ်နှစ်ယောက်စီတောင်း ခါရ 6ယောက်ပေးနော်ဟိုမနေ့က6ယောက်ဒီနေ့6ယောက်ကောင်းနေရောအဲ့တော့တို့မိမေကြီးလည်းပါဘာမှတိတ်မလို့နော်တာမီးကလှုပ်လှုပ်ကြည့်တော့မှဆိုတော့ အေးဘာမလို့ဘူးလေစားတဲ့ ကဲစားတယ်ကောင်းတယ်အခုချိန်မှာကုသိုလ်တရားပဲနော်ကုသိုလ်တရားပွားများအသက်စေပဲတို့လေโอเคဒါဒီကိတ်မို့ကစားဖြစ်တာဟုတ်တယ် အေးစားလိုက်မယ်စားခြင်းတနာကိုတည်းရတယ်ကြောင်တောင်းဝင်လိုက်မယ် အခုလုပ်လိုက်မယ်နော်အခုလုပ်တော့ဒါဆုံးတော့ခုဆုံးတော့ပြပြအမေနဲ့အမနဲ့ခွန်ကြလိုက်ပြီးစီရင်ကြောင်လို့ကြကြရင်ကြောင်သားလေးကိုလုပ်လိုက် ဘရဝါခက်ခဲသမိုင်းလာကတော့ဘာနိုင်ထိုးလဲဟာ လိုက်ဆုံးပြီးဖက်စီ Persi. ဆက်လာတယ်ဖက်စီ Ayah dah sampai ada Persi. အမတက်ခလာပြီးတော့မေတို့ Kau tahu jalan nak kau nak lah ta. Ilu saya bah ego. Ego mah thâu bé mày đi. Cô dia nyap lah con. Lu kita pergi ke tamu. အမနဲ့မေနဲ့အဲကိုကြည့်လိုက်မယ် Kau ni kau yo. အဲ နေနာမ ကဲဟုတ်ပြီမေအဘောပြလိုက်ဦးသမီးလေး ဘာတိတူလာပြီနော် မေအဘောပြလိုက်ဟုတ်ပြီသမီးလေးကိုကြည့်မယ်ဟုတ်ပြီအခုလိုမိသားစုပြောစင်အမြဲတမ်းကုန်ပြရပါစေအိုးပြအင်ကြပါတော့အမြဲတမ်းဘေဘွားရောက်ပြောစင်တဲ့ခက်တရပါစေလူစင်တဲ့ပိုင်းနိုင်ရောက်စီနိုင်ပါစေပေါ့နော်အခုကိတ်မုတ်ကကြောင်းသားလေးကြောင်းစင်းစီရင်ဝေချင်းပေါ့နော်အဲအားလုံးလည်းကုသိုလ်ရပါစေပေါ့နော်အမလည်းကုသိုလ်အများကြီးပြီးကလေးတွေဆွဲဆိုတော့လေကလေးရတယ်ကဲ့ရမတော့နော်လူကြီးကကဲ့ရတော့ဒေရကြောင့်ဆိုတာဟုတ်တယ်โอเคဒီမှာမမေတို့မွေးနေ့ပြီးဆိုတော့ဗါလေသူကအတော့လည်းအားပေးလို့ရရနော်ဗါလေတော့ဒါကြီးကြီးကတို့မမေမပေးစီမှာအကိုတို့မအကိုတို့မှာပြလိုက်အခုပဲ Chơi mày đi mà. မမွေးရတော့မှလာကြိုးလားမွေးရတော့မဘွားရွာ လာကျူတော့ကိုတွေဟောနော်မအခုနေရ À, cô này mơ vô đi. အော်တော့ အားလုံးအခုဒီလိုက်မှာကြည့်တဲ့လူတွေဟောနော်ကျွန်တော်တို့အမတရားနေပါဘောနော်အခုမျိုးပန်းစည်းတွေပေါ့နော်ပန်းစည်းတွေကိတ်မုတ်တွေ surprise ပါရမျိုးမျိုးလုပ်ချင်စီရင်ကျွန်တော်ဒီရလိုက်ပါဘောနော်ကျွန်တော်ဖုန်းနံပါတ်တင်ထားပါတယ်3969နှစ်6999 3999 3993လေးစစ်စောအောင်တာကျိုးအကောင့်တစ်ခုပဲတုံးလို့ပေါ့နော်ကျွန်တော်ငွေလွဲတာလို့ဘာလို့ဆိုရင်လူလိမ်မကြည့်အောင်ပေါ့နော်ဗီဒီယိုကောခေါ်ပါဖုန်းဆက်ပြပါပေါ့နော်အချိန်မီ24နာရီဆက်တွေ့ရပါတယ်ခင်ဗျာအားလုံးချစ်ပါနော် bye Cái giúp bé nó. Cái giúp cái này. ကဲကြည့်ကြပါဘုဘဘေးနာမ